Hello, at this time နဲ့ in this time ဘယ်လိုကွာဟမှုလေးရှိလဲကွာခြားချက်လေးရှိလဲဆိုတာတစ်ချက်လေးလာကြည့်ကြည့်အောင်နော် at this time ဆိုတာကြအခုပြော right now ပြောဥပမာဆိုလို့ဆိုရင် I'm busy at this time can we talk later I'm busy at this time can we talk later ငါအခုလောဆယ်ငါအခုအလုပ်များနေအလုပ်ရှုံနေငါပြီးမှစကားပြောလို့ရမလား The train doesn't arrive at this time the train doesn't arrive at this time ရထားအခုထိမရောက်သေးဘူးနောက်တစ်ခုကကြာ in this time ပေါ့နော် in this time ကကြာတော့ for a period or duration of time ကိုပြောပဲဖြစ်ပါတယ်။သူကကြာဒီအချိန်ကာလတစ်ခုအတော်အတွင်းအချိန်တွေကိုပေါ့နော်။ဥပမာဆိုလို့ဆိုရင်ကြာတော့ he has improved his English in this time he has improved his English in this time ဒီအချိန်ကာလတစ်ခုအတော်အတွင်းမှာဆိုလို့ဆိုရင်သူ English ကတိုးတက်လာလို့ပြောပဲဖြစ်ပါတယ်။ခဏဒီဗီဒီယိုလေးကအကုန်လုံးအတွက်အားလုံးအတွက်အကျိုးရှိမယ်လို့ညွှန်လေးပါတယ်ပေါ့နော်ဒီဗီဒီယိုလေးအကျိုးရှိရဆိုလို့ဆိုရင်ဟဲ့နောက် comment မှာ yes လို့မှန်းခဲ့ပြပါနော်အဲ့ဆိုလို့ဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye